အားလုံးပဲမင်္ဂလာပါကျွန်တော် hobby design နေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီတစ်ခါတော့အဓိကအဖြစ်ကျွန်တော်တို့ illustrator သုံးရတာသုံးပြော်တဲ့ဟာပေါ့နော်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့စာရေးတဲ့နေရာမှာ text တွေ font တွေပေါ့နော်အဲ့အကြောင်းတွေကျွန်တော်တို့ဘယ်လိုသုံးလို့ရလဲပြီးရင် Photoshop နဲ့စာရင်ဘာတွေ꿰ပြီးတော့ဘာတွေပိုကောင်းလဲဆိုတော့ကျွန်တော်တို့တစ်ချက်လေ့လာရအောင်โอเคဆိုတော့ကျွန်တော်တို့စာရေးတဲ့နေရာမှာဒီ illustrator အရန်ကိုလွယ်ကူတယ်အရှိမ color တွေဖြည့်တဲ့နေရာမှာပြောခဲ့သလိုပဲဒီ eyedropper tool တစ်ခုနဲ့ကျွန်တော်တို့စာတွေကိုဒီမှာ copy ကူးလို့ရတယ်ကျွန်တော်တို့ font တွေသူရဲ့ color တွေအကုန်လုံးဒီတိုင်းပဲ duplicate လုပ်သလိုမျိုးပဲကျွန်တော်တို့ set ဒီစာကိုပဲဟိုဘက်ကစာရဲ့ဒီ style တွေအကုန်လုံးတစ်ခါကူးလို့ရတယ် toolbar မှာကြည့်မယ်ဆိုရင်ဒီမှာ type tool ရှိတယ် type tool ကကြတော့သူရဲ့ shortcut ကဒီမှာတစ်ချက်နှိပ်လိုက်ရုံပဲနှိပ်ပြီဆိုရင်ဒီမှာသူရဲ့ lorem ipsum ပေါ့နော်ဒီဟာကကြတော့ကျွန်တော်တို့ဒီ Photoshop မှာလည်းပါတယ်ဒီနမူနာစာပေါ့နော်အဲ့ဒါမှာကျွန်တော်တို့ကြိုက်တဲ့ဟာကိုပြောင်းလို့ရတယ်ဥပမာဟောနော်ကျွန်တော်ပြောင်းချင်တဲ့ဟာစကုတ်ကိုကျွန်တော်တို့ပြောင်းလို့ရတယ်ဒီဟာကကျွန်တော်တို့ type tool လို့ခေါ်တယ် type tool လို့ခေါ်တယ်ဒီနေရာမှာကျွန်တော်တို့ color ပြောင်းချင်တယ်ဆိုရင်ကျွန်တော်အရှိမပြောခဲ့သလိုပဲဒီမှာဒီနာက color နေရာမှာကျွန်တော်တို့ color ဖြည့်လိုက်မယ်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့ဒီစာကိုပဲဒီမှာကြည့်လိုက်ကျွန်တော်တို့ဒီမှာ type 2ပဲเนาะဘာမှတခြားပါ tools မှမဟုတ်သေးဘူးဒီမှာဒီဟာကိုကျွန်တော်ဒီမှာဆွဲလိုက်တယ် mouse ကိုလုံးဝမလို့သေးဘူးကျွန်တော်လိုချင်တဲ့ဟာအတိုင်းကိုဒီမှာချလိုက်တယ်အဲ့ဒါဆိုရင်အဲ့နေရာမှာကျွန်တော်တို့စာတွေကို replace လုပ်လိုက်ရုံပဲဒီဘောင်ထဲမှာပဲသူကစာတွေရအလုပ်လုပ်မယ်ဆိုလိုတာတကယ်လို့မြတ်ကျွန်တော်ဒီဟာကိုထက်ကြီးလိုက်မယ်ပေါ့နော်140ထားကြည့်လိုက်မယ်โอเคဘယ်လိုပဲဖြစ်နေသူကဒီဘောင်ထဲမှာပဲနေတယ်ဆိုတော့စာရိုက်တဲ့နေရာမှာ2မျိုးရှိတယ်ခုနရိုးရိုးနဲ့ရိုက်တဲ့ဟာတစ်ခုရယ်ဒီဘောင်နဲ့ရိုက်တဲ့ဟာတစ်ခုရယ်ဒီစာတွေကိုကျွန်တော်တို့ resize လုပ်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီ font နေရာမှာကျွန်တော်တို့တစ်ခါရဲပြောင်းလို့ရတယ်အဲ့ဒါမဟုတ်ဘူးဆိုလဲဒီနေရာမှာကျွန်တော်တို့ဒီ selection tool ပေါ့နော်ဒီ selection tool V ကိုယူပြီးတော့ဒီမှာ select ပေးပြီးတော့ဒီမှာဆွဲလို့ရတယ်ဒါပေမဲ့တစ်ခုရှိတာကကျွန်တော်တို့ Photoshop မှာလိုမျိုးပဲဒီ shift ကိုမနှိပ်ထားဘူးဆိုရင် font တွေရဲ့ ratio မမှန်တော့အဲ့လိုမျိုးဆိုရင် design ကတော်တော်လေးကိုယူဆိုးတယ်ဆိုတော့ဒီလိုလို့များကျွန်တော်တို့ resize လုပ်မယ်ဆိုရင်အမြဲတမ်း shift ဖိထားဖို့လုံးဝအရေးကြီးတယ် okay ဒီနေရာမှာကျွန်တော်တို့ font တွေချိန်တဲ့နေရာမှာဘယ်လိုပြောင်းလို့ရလဲပေါ့နော်ကျွန်တော်တို့ဒီ properties panel ကိုအမြဲတမ်း on ထားတယ် properties ကကျွန်တော်တို့လိုချင်တဲ့ basic information တွေအကုန်လုံးဒီမှာသိရဥပမာပေါ့နော်ဒီမှာ light ဆိုလဲဒီမှာ light အဲ့ဒါကိုကျွန်တော်ပြောင်းချင်တယ်ဆိုရင်ဒီမှာပြောင်းလိုက်ရုံပဲတကယ်လို့မြတ်ဒီ properties ကိုမ on ချင်တဲ့လူတွေဖြစ်ဒီမှာမပေါ်တဲ့ဟာတွေပေါ့နော်ဒီနေရာမှာ menu toolbar မှာကျွန်တော်တို့ character ရှိတယ်ဒီ character ကိုနှိပ်လိုက်မယ်ဆိုရင်ဒီမှာထပ်ပြီးတော့ပေါ်လာတယ်ဒီမှာပေါ်လာပြီဆိုရင်ကျွန်တော်တို့ပြောင်းချင်တဲ့ဟာဒီမှာသူ့ရဲ့ size တွေကျွန်တော်အကုန်ပြောင်းလို့ရတယ်အဲ့ဒါမဟုတ်ဘူးကျွန်တော်တို့ font ပြောင်းမယ်ဆိုလည်းရတယ်ဒီနေရာမှာကျွန်တော်လိုချင်တဲ့ font ကိုထပ်ပြီးတော့ပြောင်းလို့ရတယ်ဆိုတော့ကျွန်တော်တို့ font တွေမှာအများသောအားဖြင့် light ရှိတယ် regular ရှိတယ် semi bold ပေါ့နော် semi bold လို့လည်းပြောကြတယ်ပြီးရင် bold ရှိတယ် extra bold ရှိတယ်ဒီ၅မျိုးကအများတန်းအားဖြင့်ပါလိရှိတယ်ကျွန်တော်တို့ပြောင်းချင်တဲ့အခါဒီနေရာမှာ properties panel မှာများထောက်လိုက်မယ်ဆိုရင်ဒီမှာဒီ font မှာပေးထားတဲ့ဟာတွေအကုန်လုံးဒီမှာပေါ်လိမ့်မယ်တချို့ဟာတွေဆိုမရှိဘူးဆိုရင်လည်း तू က font မှာမပါတဲ့ခါကျတော့ကျွန်တော်ရွေးလို့မရဘူးဖြစ်တယ်ဒီနေရာမှာ tracking ဆိုတာဘယ်လိုမျိုးလဲဆိုတော့ဒီ tracking နေရာမှာကျတော့စလုံးတစ်ခုနဲ့တစ်ခုကိုခြားတဲ့နေရာမှာ properties က character နေရာမှာဒီနေရာမှာကျွန်တော်တို့ပြောင်းချင်တဲ့ဟာပြောင်းလို့ရတယ်နေရာထားမလားအဲ့ဒါမဟုတ်ဘူးဆိုလဲနည်းနည်းလေးကြက်ချင်တယ်ဆိုလဲဒီမှာကြက်လို့ရတယ်50 okay ဒီလောက်ဆိုရပြီ okay ဆိုတော့ဒီဟာကကျွန်တော်တို့ tracking လို့ခေါ်တယ်နောက်တစ်ခုကကြတော့ leading ပေါ့နော် leading ကကြတော့ဒီဟာတွေအကုန်လုံးကMicrosoft Word သုံးတဲ့လူတွေရောဒီစာရေးလုပ်တဲ့လူတွေအကုန်လုံးကသိပြီးသားပါပေါ့နော် leading ကကြတော့တစ်ကြောင်းနဲ့တစ်ကြောင်းကိုခြားတဲ့နေရာမှာအဲ့နံပါတ်တွေကိုပြောတာများသောအားဖြင့်တော့ကျွန်တော်တို့ font တွေမှာသူ့ရဲ့ auto ထားတယ်ဆိုရင်တော်တော်လေးကိုအဆင်ပြေတယ်ဒီမှာပေါ့နော် auto ဆိုတာကျွန်တော်တို့ default ပါပြီးသား
ဒါပေမဲ့ကျွန်တော်တို့ design အရာပြောင်းချင်တာမျိုးအဲ့ဒါမဟုတ်ဘူးဆိုလဲစာအုပ်တွေလုပ်တဲ့နေရာမှာလဲတချို့ဟာတွေဆိုရင်ဒီ auto ပေးတဲ့ဟာကနည်းနည်းလေးကြက်တယ်ဆိုရင်ကျွန်တော်တို့စာတွေအများကြီးထည့်တဲ့အခါဖတ်ရခက်တယ်အဲ့လိုမျိုးဆိုရင်ဒီနေရာမှာကျွန်တော်တို့ leading ကိုထပ်ပြီးတော့အများကြီးပေးလိုက်တယ်ပေါ့နော်စာအုပ်ပဲဖြစ်ဖြစ်ကျွန်တော်တို့ design မှာပဲဖြစ်ဖြစ်စာတွေအများကြီးရေးတဲ့အခါမှာ font တူတဲ့ဟာလုံးဝအဲ့တစ်ခုချင်းဆိုကျွန်တော်တို့ပြန်ပြီးတော့ select လုပ်လို့ရတယ်ဥပမာဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်ကဒီ regular ကိုကျွန်တော် select လုပ်ထားတယ်ဒီ regular နဲ့တူတဲ့စာတွေအကုန်လုံးကိုကျွန်တော်တို့ရှာချင်တယ်ဒီ document တစ်ခုထဲမှာဒီဟာနဲ့လုံးဝတူတဲ့ဟာပေါ့ဘယ်မှာရှိလဲပေါ့နော်ဒီဟာကဘယ်လိုနေရာမှာသုံးလဲဆိုရင်တချို့ဟာတွေဆိုရင်စာတွေအကုန်လုံးကိုတစ်ဖောင်ထဲထားလိုက်တယ်ဒီ color လည်းဒီဟာထားလိုက်တယ်အဲ့ဒါမှကျွန်တော်တို့စိတ်ပြောင်းပြီးတော့ပြောင်းချင်တာမျိုးဆိုရင်ဒီဟာကတော်တော်လေးကိုသုံးဝင်တယ်ဒီနေရာမှာ window menu မှာကြည့်လိုက်မယ်ဆိုရင် select ရှိတယ်ဒီ select နေရာမှာတွားပြီးတော့ same ရှိတယ် same သွားတယ် same ပြီးရင်ဒီနေရာမှာ font family ဆိုရင်ကျွန်တော်ခုလက်ရှိ select လုပ်ထားတဲ့ font ရဲ့ family တွေအကုန်လုံးကိုသူက select လုပ်ပေးတယ် okay ဒီ font နဲ့တုံးထားတဲ့စာတွေအကုန်လုံးကိုသူက select လုပ်ပေးတယ် okay အဲ့ဒါဆိုရင်ကျွန်တော်တို့တစ်ချက်ပြန်သွားကြည့်လိုက်မယ်ပြီးရင်ဒီနေရာမှာ same family and star ဆိုတဲ့နေရာမှာကျွန်တော်ကဒီ funnel sun light ကိုတုံးထားတယ်အဲ့ဒါဆိုရင်ကျွန်တော်ကဒီ funnel sun ရဲ့light အမျိုးအစားတွေအကုန်လုံးကိုသူကပေးလိုက်မယ်ပြီးရင်ဒီမှာ size လဲပါလာတယ် size ပါလာပြီဆိုဒီဟာဒီ font ကိုဒီ size နဲ့ဒီ size နဲ့ရှိတဲ့ဟာအကုန်လုံးဒီ document ထဲမှာရှိတဲ့ဟာအကုန်လုံးကိုသူက select လုပ်ပေးတယ်ဆိုတော့နောက်တစ်ခုကျွန်တော်တို့သွားမယ် okay ဒီနေရာမှာကျွန်တော်တို့ type 2နေရာမှာကြည့်မယ်ဆိုရင် area type 2ရှိရယ်type on path ပေါ့နော်ဒီပတ်လမ်းကြောင်းဆိုတာကျွန်တော်တို့ဒီ pen tool နဲ့ကောက်ထားတဲ့လမ်းကြောင်းပေါ့နော်ပြီးရင် vertical ရှိတယ်ဒီမှာ vertical area type ရှိတယ်ဒီပြီးရင်ဒီဟာပေါ့နော်ဒုတိယကိုကျွန်တော်စမ်းကြည့်မယ်ဆိုရင်ဒီဆိုရင်ကျွန်တော်ပေးလိုက်မယ်ဒီဟာကိုကျွန်တော်ကကြီးပြီးတော့ create outline လုပ်လိုက်မယ်အဲ့ဒါမဟုတ်ဘူးဆိုလဲကျွန်တော်တို့ဒီမှာ shape တစ်ခုခုပေါ့နော်ယူပြီးတော့ဒီနေရာမှာ type နေရာမှာ area type 2ဆိုပြီးတော့ယူလိုက်တယ်ယူပြီးရင်ဒီမှာဒီလမ်းကြောင်းမှာ path ဆိုပြီးတော့ပေါ်လာတယ်တိတိလေးနဲ့မှာပေါ်လာပြီဆိုရင်တကယ်လို့မပေါ်ဘူးဆိုရင်ဒီ view နေရာမှာsmart guide ကို on ထားဖို့အရေးကြီးရပေါ့နော် okay ဒီနေရာမှာကျွန်တော် path ပေါ်ပြီဆိုရင်ဒီမှာရေးချလိုက်တယ်အဲ့ဒါဆိုရင်ဒီနေရာမှာကျွန်တော်ယူထားတဲ့ shape အထဲမှာသူကဖြည့်ထားတယ်ဒါပေမဲ့တခုရှိတာကကျွန်တော်တို့ဒီဟာကတော်တော်တော့မိုက်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီမှာလေးတောင်တစ်ခုယူလိုက်တယ်ဒီမှာ yo type 2ကိုပဲယူလိုက်တယ်ဒီမှာကြည့်လိုက်အတူတူပဲဆိုတော့ကျွန်တော်တို့ခုနကဒီ yo type ကိုပဲရွေးသုံးမှာပေါ့နော်ပို့ပြီးတော့လွယ်တာဒီနေရာမှာ type on a part တို့ပေါ့နော်ဒီဟာကကြတော့တော်တော်လေးကိုအသုံးဝင်တယ်ဥပမာကျွန်တော်ကဒီမှာပတ်လမ်းကြောင်းတစ်ခုကိုကျွန်တော်ဆွဲလိုက်တယ်ပန်တူးနဲ့ဆွဲလိုက်တယ်ပတ်လမ်းကြောင်းတစ်ခုကိုကျွန်တော်ဆွဲလိုက်တဲ့ဟာတစ်ခုကိုဒီနေရာမှာကျွန်တော် type on part နဲ့ကျွန်တော်ရွေးချလိုက်မယ် okay စိုက်သလိုပြန်ပြီးတော့ချိန်လို့ရတယ်ဆိုတော့ဘယ်လိုနေရာမှာသုံးလဲဆိုရင်ဒီလိုမျိုးကျွန်တော်တို့ဒီ logo လိုမျိုးပေါ့နော် logo ပြောရမလားကျွန်တော်တို့ stamp တွေလုပ်တဲ့နေရာမှာသုံးတယ်ဥပမာကျွန်တော်ကဒီလိုမျိုးလုပ်ချင်တယ်ဆိုရင်ဒီဆက်ဝိုင်းကိုယူလိုက်တယ်ဆက်ဝိုင်းကိုယူပြီးတော့ဆက်ဝိုင်းတစ်ခုကိုယူလိုက်တယ်โอเคရပြီဆိုရင်ကျွန်တော်ဒီနေရာမှာ type on part ကိုယူလိုက်တယ်ပြီးရင်ဒီ Alexander anchor ဆိုပြီးတော့သူက guideline ကပြလာတယ်အဲ့ဒါပြလာပြီဆိုရင်ဒီမှာချလိုက်တယ်โอเคအဲ့ဒါကကျွန်တော်တို့ type on part လို့ခေါ်တယ်ဒီနေရာမှာဘာဖြစ်လဲဆိုတော့ဒီအပေါ်ပိုင်းမှာကျွန်တော်တို့ဒီစာတွေရေးလိုက်တယ်ဒါပေမဲ့အောက်မှာရေးမယ်ဆိုရင်ဒါကကျွန်တော်တို့ပြောင်းပြန်လှန်ဖို့အရေးကြီးတယ်အဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်လို့ရလဲဆိုရင်ကျွန်တော်ထပ်ပြီးတော့ copy ပွားလိုက်မယ်ခုလိုမျိုးပေါ့နော်ကျွန်တော်အပေါ်မှာလဲလိုချင်တယ်အောက်မှာလဲလိုချင်တယ်ဆိုရင်ဒီနေရာမှာဒီဟာတွေအကုန်လုံးကို size short လိုက်မယ်60ထားလိုက်မယ်အလဲကိုပို့လိုက်မယ်ပြီးရင်ဒီဟာကိုကျွန်တော်ဒီလိုလမ်းလိုက်မယ် okay ဒီအောက်မှာကျွန်တော်တို့စာဒီကျွန်တော်ဖတ်လို့ရတဲ့ဟာမျိုးလိုချင်တယ်ဆိုရင်ဒီဟာကိုကျွန်တော် control C control
shift v ဆိုပြီးတော့ paste in place လုပ်လိုက်တယ်ပြီးရင်ဒီနေရာမှာဒီတစ်ခုကို select ပေးပြီးတော့ဒီနေရာမှာ type ကိုတွားလိုက်တယ် type on part ဆိုပြီးတော့ဒီနေရာမှာဆက်သွားတယ်ဒီနေရာမှာ type on part option ဆိုပြီးတော့ပေးတယ် okay ဒီနေရာမှာကျွန်တော်တို့ setting နေရာမှာ preview ကိုကျွန်တော် on ထားလိုက်တယ်အဲ့ဒါဆိုတခါရဲ့ဒီအောက်မှာမြင်ရတယ်ပေါ့နော် okay ဒီ align to part နေရာမှာကျွန်တော်က center ကိုပေးလိုက်တယ် center ကိုပေးပြီးတော့ဒီမှာ flip လုပ်လိုက်တယ် okay ခုနကကျွန်တော်ပထမလုပ်ထားတဲ့ဟာလဲအဲ့တိုင်းပဲကျွန်တော်လုပ်လိုက်မယ်ကျွန်တော်ဒီအောက်ကစာကိုကျွန်တော်ပြောင်းချင်တဲ့1990 October ဒီမှာတခုခုပေါ့နော်ကျွန်တော်တို့ထည့်လို့ရတယ်အပေါ်အောက်အညီလုံးဝအညီကိုလိုချင်တဲ့အခါဒီလိုမျိုးပဲကျွန်တော်တို့ type on part နေရာမှာ center ပေးပြီးတော့လုပ်ရတယ်အရင်တော့ဆိုရင်ကျွန်တော်တို့ဒီမှာ set wine တစ်ခုယူလိုက်တယ်ယူပြီးရင်ကျွန်တော်တို့ဒီနေရာမှာ type on part ကိုယူလိုက်တယ်ယူပြီးရင်ဒီနေရာမှာချလိုက်တယ် okay ဒီဟာကိုကျွန်တော်ထပ်ပြီးတော့ control C control V လုပ်ပြီးတော့ဒီနေရာမှာဒီဟာလေးဒီအချောင်းလေးပေါ့နော်ဒီအချောင်းလေးပေါ်လာပြီဆိုရင်ဒီမှာများထိုးတဲ့ဟာပေါ်လာပြီဆိုရင်ဒီမှာဒီဟာကိုအထဲကိုပို့လိုက်တယ် okay အထဲကိုပို့လိုက်ပြီဆိုရင်ဒီမှာကျွန်တော်ဒီအပြင်ကစာနဲ့လုံးဝချွတ်ဆွတ်တူအောင်ပေါ့နော်ကျွန်တော်ဒီမှာ size ကိုမနှဲပြန်ပြီးတော့ချိန်ရတယ်ပြီးရင်စာတွေကိုလည်းညီအောင်လုပ်ရတယ်အဲ့လိုမျိုးဆိုရင်ကျွန်တော်တို့အချိန်လဲကြာသလိုဒီလောက်ထိလဲကျွန်တော်တို့လုံးဝတိကျမှုမရအောင်အဲ့ဒါအဲ့ဒီခါကျတော့ကျွန်တော်တို့ခုန type ဖတ်နေရမှာcenter ပေးပြီးတော့ကျွန်တော်တို့ reverse flip လုပ်လိုက်တာကပို့ပြီးတော့တိကျတယ်ပို့ပြီးတော့လည်း professional ကြတယ် but 2နဲ့ကျွန်တော်တို့လိုချင်တဲ့ shape ကိုပုံဖော်ပြီးတော့အဲ့ထဲမှာကျွန်တော်တို့ရေးချင်တဲ့စာကိုဒီနေရာမှာဒီတိုင်းခြာရေးလိုက်ရုံပဲ okay ပြီးရင်နောက်တစ်ခုကကြတော့ဒီ text နေရာမှာvertical ကကြတော့တော်တော်လေးတော့တုံးနေပါတယ်ဒီလိုမျိုးပဲပေါ့နော်ပြီးရင် vertical area type ဒီ area type ကကြတော့ခုန area type နဲ့အတူတူပဲ okay ပြီးရင်နောက်တစ်ခုကကြတော့ဒီမှာ text type tool ဒီဟာကကြတော့ဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်တို့ဒီစာတွေကိုတစ်ခုချင်းစီကိုကျွန်တော်တို့ရွှေ့ချင်တဲ့နေရာမှာကျွန်တော်တို့စာတစ်ခုချင်းစီကိုရွှေ့ချင်တဲ့နေရာမှာကျွန်တော်ကြိုက်တယ်လို့ရွှေ့လို့ရတယ်ဒါပေမဲ့ဒီစာကကျွန်တော်တို့ဘာမှဟိုလိုမျိုးoutline ပြောင်းသွားတာမဟုတ်ဘူးဒီစာကအမြဲတမ်းရှင်နေသေးရဆိုတာသူ့ရဲ့ properties တွေအကုန်လုံးဘာမှမပြောင်းလဲဘူးကျွန်တော်တို့ကြိုက်တဲ့နေရာမှာကြိုက်တယ်လို့ပြင်လို့ရတယ်အဲ့ဒါတော်တော်လေးကိုမိုက်တယ်ဒီလိုမျိုးလုပ်လို့ရတာနောက်တစ်နည်းကကြတော့ကျွန်တော်တို့ဒီမှာ create outline လုပ်ပြီးတော့လုပ်လိုက်တယ်ဒါပေမဲ့အရှိမကျွန်တော် color နေရာမှာပြောပြီးဒီ outline လုပ်တဲ့နေရာမှာလုပ်ပြီးပြီဆိုရင်ကျွန်တော်တို့စာတွေအကုန်လုံးကဘာမှ edit လုပ်လို့မရအောင်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီ logo design တွေပြီးရင်ကျွန်တော်တို့ presentation လုပ်တဲ့နေရာမှာ font တွေကိုကျွန်တော်တို့ဘက်ကမပေးနိုင်တဲ့ဟာတွေပေါ့နော်ဥပမာဒီပုံမှာဆိုရင်ဒီပုံကကျွန်တော်ရိုးရိုးပုံကိုကျွန်တော်ထည့်ထားတာဒီမှာဒီစာကိုကျွန်တော်ဒီပို့ပေးမယ်ဆိုရင်အဲ့ဟိုဘက်ကဒီ font ကိုသူတို့ရှိချင်မှရှိမယ်အဲ့ဒါသူတို့က font ပြန်တောင်းကိုကလည်း font ကမပေးနိုင်ပြန်ဝယ်ထားတဲ့ဟာမျိုးပေါ့နော်သူရဲ့ commercial restrict တွေပါညာရှိတဲ့ချိန်အဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ဒီဟာကို right click ထောက်ပြီးတော့ create outline လုပ်လို့ရတယ် create outline လုပ်ပြီးဆိုရင်ဒီစာကလုံးဝစာလိုမျိုး edit လုပ်လို့မရဘူးဒီဟာက shape လုံးဝပြောင်းသွားတယ်ဒီ wrap လုပ်တဲ့ဟာကကြတော့ဘယ်လိုမျိုးလဲဆိုရင်ဒီ wrap လုပ်တဲ့ဟာက2မျိုးရှိတယ်ကျွန်တော်တို့စာတွေလည်းလုပ်လို့ရတယ်လို့ဒီ shape တစ်ခုခုလည်းကျွန်တော်တို့လုပ်လို့ရတယ်ဒီနေရာမှာကျွန်တော် wrap လုပ်ချင်တဲ့ဟာကဒီ menu toolbar မှာကြည့်မယ်ဆိုရင်ဒီဟာလေးကိုအကွေးလေးပေါ်လာတယ် make envelope ဆိုတဲ့ဟာပေါ့နော်ဒီမှာဒီဟာကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီဆိုရင်ဒီမှာတစ်ခါရေးပေါ်လာတယ်ဒီနေရာမှာကျွန်တော်တို့ရေးလို့ရတာအများကြီးရှိတယ်ဒီမှာဘယ်လို style မျိုးလိုချင်လဲ flag ပြီးရင်ကျွန်တော်တို့ဘယ်လောက်ထိ band လုပ်မလဲပေါ့နော်ဒီလိုမျိုးမပေါ်ဘူးဆိုရင်ဒီမှာ preview on ထားဖို့တော့လိုရယ်နော် okay ကျွန်တော် vertical လား horizontal လားကျွန်တော်တို့ကြိုက်တဲ့ဟာရေးလို့ရတယ်ဒီဟာကကျွန်တော်တို့စာမှမဟုတ်ဘူးဒီ shape တွေအကုန်လုံးလည်းဒီဟာလုပ်လို့ရတယ် okay ပြီးရင်ဒီစာနေရာမှာကျွန်တော်တို့ပြန်ပြီးတော့ပြောင်းလို့ရသေးတယ်ဒီဟာကို object နေရာမှာ expand ဆိုပြီးတော့
နေလိုက်တယ်နေပြီးရင်ဒီမှာ fill and ဒီနှစ်ခုလုံး okay ပေးလိုက်တယ် okay အဲ့ဒါဆိုရင်ကျွန်တော်တို့စာကို edit လုပ်လို့မရတော့ဘူးဒါပေမဲ့ကျွန်တော်တို့ဒီ shape ကဒီ shape တိုင်းပေါ်လာတယ် shape တစ်ခုဖြစ်သွားတယ် okay ဆိုတော့နောက်တစ်ခုကကြတော့ဒီ wrap ကိုပဲဒီနေရာမှာ effect နေရာမှာတွားပြီးတော့ဒီ wrap နေရာမှာဒီမှာ fish ဖြစ်ပေါ့နော်ခုနဟာနဲ့အတူတူပဲဒီခုန option box ကြာလာတဲ့ဟာလည်းအတူတူပဲဆိုတော့ဒီနှစ်ခုလုံးကအတူတူပဲပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ typography ကစားတဲ့နေရာမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ presentation လုပ်တဲ့နေရာမှာပဲဖြစ်ဖြစ်ဒီဟာကတော်တော်လေးကိုလွယ်ကူတယ်သုံးရတာအဆင်ပြေတယ်ပြီးရင် Illustrator ကအများတန်းပေါ့တယ်ပေါ့နော်တော်တော်လေးကိုအဆင်ပြေတယ် okay ဆိုတော့ကျွန်တော်တို့စာနဲ့ဆိုင်တဲ့ဟာကဒီလောက်ပဲပေါ့နော်ဆိုတော့ကျွန်တော်ဒီ file ကိုဒီလုပ်ပြီးသား file ကိုကျွန်တော်တင်ထားမယ်အဲ့နေရာမှာကိုကမရှင်းတာရှိရင်ပဲဖြစ်ဖြစ်သိချင်တာမျိုးရှိရင်ကျွန်တော် comment မှာပေးလို့ရပါတယ်အကုန်လုံးကျေးဇူးပါ